ဇူလိုင်လ6ရက်နေ့ကလေးကစတင်လာတဲ့ဒီထိုးစစ်မှာစစ်တပ်က DKBA နဲ့ BGF အဖွဲ့တွေကိုပါစုစည်းပြီးအင်အား1000ဝန်းကျင်နဲ့ထိုးစစ်ဆင်ခဲ့တာလို့မြေပြင်သတင်းမြစ်ကပြောပါတယ်။ဒါပေမဲ့တိုက်ပွဲ3ရက်အတွင်းမှာပဲစစ်တပ်နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်30ကျော်တိစုံခဲ့ရပြီးဒဏ်ရာရသူတွေလည်းအများအပြားရှိနေပါတယ်။တိုက်ပွဲတွေကြောင့်မင်းလဲပန်နဲ့ဖလူးဘက်ကဒေသခံတွေတောင်မကနေဆက်တစ်ဖက်ကထိုင်းနိုင်ငံမက်ကိုကင်းရွာကပြည်သူတွေပါဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပြီးစာတင်ကျောင်းတွေပါပိတ်ထားရတဲ့အခြေအနေဖြစ်ပါတယ်။စစ်တပ်ဟာဝေါ်လီဗျူဟာကုန်းကိုစစ်ကူပို့နိုင်ဖို့အတွက်ဒီလမ်းကြောင်းကိုထိချုပ်ဖို့ဂျိုးပန်းနေရဖြစ်ပေမဲ့ KNL ပူပေါင်းတပ်တွေရဲ့ဂျားဖြတ်တိုက်ခိုက်မှုတွေကြောင့်ရှေ့မတိုးနိုင်ပဲဖြစ်နေတာပါ။အခုဆိုရင်ထိုင်းဘက်ကိုပါလက်နက်ကြီးတွေကြားရောက်နေရကြောင်းထိုင်းစစ်တပ်ကလည်းလုံခြုံရေးကိုအထူးတင်ကျပ်ပြီးစောင့်ကြည့်နေပါတယ်။ဝေါ်လီဗျူဟာကိုလက်မလို့ရရင်နဲ့ဖလူးမင်းလက်ပံဒေတာကိုပြန်လည်ထိချုပ်ရေးကြိုးပမ်းချက်တွေဟာစစ်တပ်အတွက်တော့အတော်လေးရုပ်ခဲ့နေရတဲ့အခြေအနေမှာရှိနေတယ်လို့ KNL နဲ့နှိစက်သူကပြောပါတယ်။